စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုကြောင့်နိုင်ငံတော်ဝန်ကရရလက်နက်ဆွဲကင်တော်လှန်ခဲ့ကြတဲ့အတွက်ပြည်တွင်းစစ်ကြီးပိုပြီးကျေပြန့်လာခဲ့ပါတယ်။ဒီ၄နှစ်အတွင်းကျုပ်တို့လူဖွဲ့စည်းတရက်လုံးကဆုံးရှုံးမှုတွေနာကျင်မှုတွေကိုများစွာခံစားခဲ့ရပါတယ်။လူအသက်ပေါင်းများစွာနဲ့ပေးဆက်ထားရတဲ့ဒီအရေးတော်ပုံကြီးကနေကျုပ်တို့သင်ခန်းစာယူရပါမယ်။ကျုပ်တို့ရဲ့ရည်ရွယ်ချက်ကစစ်ပွဲကိုအနိုင်ရဖို့တာမဟုတ်ပါဘူး။လူတိုင်းပါဝင်နိုင်တဲ့ပုံမကောင်းမွန်တဲ့အနာဂတ်ကိုကျုပ်တို့ကိုယ်တိုင်တည်ဆောက်သွားရဖို့ဖြစ်ပါတယ်။ဒီအနာဂတ်ကကျုပ်တို့အတွက်သာမဟုတ်ပါဘူး။နောက်လာမယ့်ကျုပ်တို့ရဲ့သားသမီးတွေမျိုးဆက်တွေအတွက်ပါဖြစ်ပါတယ်။ကျုပ်တို့အနေနဲ့စစ်တပ်ကလုပ်ခဲ့တဲ့အမှားတွေကိုသင်ခန်းစာယူရပါမယ်။အဲ့ဒီအမှားတွေကိုထပ်မလုပ်ဖို့ကအရေးကြီးပါတယ်။အမှားအများကြီးတွေထဲမှာလက်ရှိအထင်ရှားဆုံးအမှားတစ်ခုကတော့စကိုင်းပြည့်ရွေ့ကျော်ပေါ်မှာငလျင်အတွက်ဘာပြင်ဆင်မှုမှမရှိဘဲနေပြည်တော်ကိုတိစောက်ခဲ့ကြတာပါ။ဒီငလျင်ကျော်ကြီးကမနေ့တနေ့ကမှပေါ်လာတာလည်းမဟုတ်ပါဘူး။ဘာကိုစဉ်းစားပြီးဘလို့မြင်နဲ့စောက်ခဲ့ကြတာလဲ။တိုင်းရင်းသားဒေသတွေမှာစစ်စခန်းတွေကိုအကြီးအကျယ်စောက်ခဲ့ကြတယ်။ခုတော့ဒါတွေဟာလည်းသူ့တန်တဆပြင်တွေဖြစ်သွားခဲ့ပါပြီ။အယိုးသားဆုံးပြောရမယ်ဆိုရင်ဗိုလ်ချုပ်ကြီးတန်းရွှေကဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ထက်နိုင်ငံတကာအတိုင်းအဝန်းစစ်ဖက်နယ်ဖက်နဲ့စီးပွားရေးသမားတွေရဲ့ထောက်ခံမှုကိုပိုမိုရရှိခဲ့သူဖြစ်ခဲ့ပါတယ်။ဒါတောင်မှနိုင်ငံရေးဆုံးဖြတ်ချက်တွေစနစ်တကျမရှိတဲ့အုပ်ချုပ်မှုတွေကြောင့်နိုင်ငံကိုဆိုးရွားစွာထိခိုက်စေခဲ့တာကိုကျုပ်တို့တွေ့မြင်ခဲ့ရပါပြီ။စစ်တပ်ကတိုင်းပြည်အတွက်ပိုကောင်းအောင်လုပ်နိုင်မယ်ထင်နေရင်တော့ယူမိုက်လွန်ရကြပါတယ်။အခုရွေးကောက်ပွဲဆိုတာလဲနှီးဖျားတစ်ခုတည်ပြသလိုပါပဲဘာအနှစ်သာရမှမရှိပါဘူး။တိုင်းပြည်အတွက်တကယ်လိုအပ်တာတွေမလုပ်ပဲအာဏာတည်မြဲရေးအတွက်ပဲလုပ်ခဲ့ကြတဲ့အဲ့ဒီဆုံးဖြတ်ချက်အမှားတွေကြောင့်နိုင်ငံတစ်နိုင်ငံလုံးရဲ့အနာဂတ်တွေအချိန်ရင်းမြစ်လူအသက်အလုံးကိုမလိုအပ်ပဲပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အခုကျုပ်တို့လုပ်ရမယ့်အရာကအပြစ်တင်ဖို့မဟုတ်ပါဘူး။ဘာကြောင့်မှားခဲ့လဲဘယ်နေရာမှာမှားခဲ့လဲနောက်ထပ်မမှားအောင်ဘလို့ပြန်လဲတိဆောက်မလဲဆိုတာကိုသင်ခန်းစာယူနိုင်ဖို့ပါ။အဲ့ဒါမှသာနောက်လာမယ့်မျိုးဆက်တွေအတွက်တကယ့်အနာဂတ်ရှိတဲ့နိုင်ငံကိုတည်ဆောက်နိုင်ပါလိမ့်မယ်။ကျုပ်တို့လူအဖွဲ့အစည်းဟာမတူညီတဲ့လူမျိုးစုများစွာနဲ့ဖွဲ့စည်းထားပါတယ်။ဒါပေမဲ့အားလုံးအတူတူခံစားနေရတဲ့အခြေအနေတစ်ခုကတော့ဆင်းရဲမွဲတေမှုဖြစ်ပါတယ်။စစ်တပ်ရဲ့အာဏာကိုလက်ဝဲကြီးအုပ်လို့မှုညံ့ဖျင်းတဲ့အုပ်ချုပ်စီမံခန့်ခွဲမှုအကျင့်ပြတ်ချစားမှုတွေကြောင့်ဒီဆင်းရဲမှုဟာပိုမိုနှက်ဆိုင်လာခဲ့ပါတယ်။အထူးသဖြင့်ကျေးလက်ဒေသများနဲ့တိုင်းရင်းသားဒေသတွေမှာဒီတန်ကိုပိုမိုပြင်းထန်စွာခံစားခဲ့ရပါတယ်။ဆင်းရဲတွင်းကနေရုန်းထွက်နိုင်ဖို့ဆိုတာကျုပ်တို့အားလုံးရဲ့အဓိကရည်မှန်းချက်ဖြစ်ပါတယ်။အဲ့ဒီရည်မှန်းချက်ကိုအမှန်တကယ်အကောင့်ထဲဖော်နိုင်ဖို့အတွက်ခိုင်မာပြီးရှင်းလင်းတဲ့ဥတီချက်နဲ့လူမျိုးစုအားလုံးဘုံသဘောတူလက်ခံနိုင်မဲ့အခြေခံဥပဒေတရက်မဖြစ်မနေလိုအပ်ပါတယ်။ကျုပ်တို့ရဲ့အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့တရုတ်နဲ့အိန္ဒိယတို့ဟာလည်းလူမျိုးစုများစွာနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။မြန်မာပြည်ရဲ့မတည်ငြိမ်မှုပြည်တွင်းပဋိပက္ခမီးပွားတွေသူတို့နိုင်ငံအတွင်းကိုမကူးဆက်ချင်ပါဘူး။သူတို့ရဲ့အခြေခံရည်တည်ချက်ကမြန်မာပြည်ပြိုကွဲသွားမှာမလိုလားဘူး။ One road map ဆိုတာလူမျိုးတစ်မျိုးတည်းအတွက်မဟုတ်ပါဘူး။တိုင်းရင်းသားလူမျိုးစုများအနေနဲ့ One Nation ကိုမေးခွန်းထုတ်နိုင်တာတဘာဝကျပါတယ်။အကြောင်းရင်းကတော့အရင်စနစ်တွေမှာ One Nation ဆိုတဲ့စကားကိုအသုံးချပြီးအာဏာနဲ့အကျိုးစီးပွားကိုလူအနည်းစုသာသိမ်းပိုက်ခဲ့တာကိုအတွေ့အကြုံရှိပြီးသားဖြစ်လို့ပါ။ဒါပေမဲ့အရင်စနစ်ဆိုးလို့ဗိုလ်ချုပ်ကြီးတွေနဲ့လက်ဝေခံခရိုနီတစုကအိမ်မကြီးထဲမှာနေပြီးပြည်သူအများစုနဲ့တိုင်းရင်းသားအများစုကအိမ်ဘေးမှာအဖီထိုးနေရတဲ့နိုင်ငံမဟုတ်တော့ပါဘူး။ကွန်ဒိုမီနီယံတစ်ခုလိုလူတိုင်းမှာကိုယ်ပိုင်အိမ်ခန်းရှိမယ်။အများပိုင်ရေကူးကန်အားကစားရုံ facilities တွေကိုအတူတကွအသုံးပြုနိုင်မဲ့စနစ်ပါ။မြည်သည့်တိုင်းရင်းသားလူမျိုးစုများအဖီထိုးနေသူမဟုတ်တဲ့ဖွဲ့စည်းပုံပါ။တိုင်းရင်းသားအခွင့်အရေး
ဒေတာအလိုက်အုပ်ချုပ်ခွင့်စီးပွားရေးအကျိုးအမြတ်ကိုမျှဝေမှုတွေကိုရော့နာထဲမှာထင်ထင်ရှားရှားထည့်ထားရပါမယ်။အဲ့ဒီလိုမဟုတ်ရင် One Nation ဆိုတဲ့စကားဟာအရင်စနစ်ဆိုးကိုပြန်ခေါ်လာတဲ့စကားဖြစ်ပဲအဓိပ္ပာယ်ရပါလိမ့်မယ်။အဓိကအချက်ကအနိုင်ရဖို့မဟုတ်ပဲအတူနေထိုင်နိုင်ဖို့အာဏာယူဖို့မဟုတ်ပဲအနာဂတ်ကိုအတူတည်ဆောက်ဖို့ဖြစ်ပါတယ်မြန်မာနိုင်ငံ၏လက်ရှိအခြေအနေသည်ပြည်တွင်းပဋိပက္ခတစ်ခုအဖြစ်သာမကတော့ပဲနိုင်ငံတကာလုံခြုံရေးနှင့်သဘာဝပတ်ဝန်းကျင်ပေါ်ဓာတ်ရိုက်ထိခိုက်လာသောကမ္ဘာလုံးဆိုင်ရာပြဿနာများ၏အဓိကအချက်အခြာတစ်ခုဖြစ်လာပါပြီအကျင့်ပြတ်စစ်တပ်၏ဥပဒေမဲ့အုပ်ချုပ်ရေးကြောင့်တရားမဝင်စီးပွားရေးမူရစ်ဆေးဝါးထုတ်လုပ်မှုနှင့်ကူးတန်းရောင်းဝယ်မှု Cyber Crime များနှင့်သဘာဝပတ်ဝန်းကျင်ဖျက်ဆီးမှုတို့သည်ဒေသအတွင်းသာမကနိုင်ငံများစွာသို့ပြန့်နှံ့သက်ရောက်နေပါသည်စစ်တပ်အာဏာသိမ်းပြီးနောက်ဥပဒေအုပ်ချုပ်ရေးစနစ်သည်ပိုပြီးဆိုးဆိုးရွားရွားပြိုကွဲခဲ့ပြီးနိုင်ငံရေးမှလွဲ၍အခြားအရာအလုံးကိုလွတ်လပ်စွာလုပ်ကိုင်နိုင်သည့်အန္တရာယ်ရှိသောအခြေအနေတစ်ရပ်ပေါ်ပေါက်လာခဲ့ပါသည်ထိုအခြေအနေသည်မြန်မာနိုင်ငံကိုနိုင်ငံတကာရာဇဝတ်ဂိုဏ်းများအတွက်ခိုးလုံရဖြစ်စေခဲ့ပါသည်ဖမ်းဆီးရမိခဲ့သောမူရစ်ဆေးဝါးစက်ရုံများသည်ဒီအမှန်တရားကိုပြသသည့်သက်သေတစ်ခုဖြစ်ပြီးဒီသက်သေကနစ်မြုပ်နေသောရေခဲတုံးကြီးရဲ့ရေပေါ်ထွက်လာသောအပိုင်းအစတစ်စိတ်တစ်ပိုင်းသာဖြစ်ပါသည်ဒါကြောင့်မြန်မာနိုင်ငံ၏အရေးကိစ္စသည်နိုင်ငံတစ်နိုင်ငံတည်း၏ပြဿနာမဟုတ်တော့ပဲဒေသနှင့်ကမ္ဘာစနစ်အပေါ်ထိခိုက်သက်ရောက်နေသောအရေးကြီးသောကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ရပ်ဖြစ်လာပါပြီအလုံးမဖြစ်တော့သောစနစ်ဟောင်းကိုဖြိုချပြီးစနစ်သစ်ပြုပြင်ရေးကိုအခြေခံသည့်ဖြည့်ရှင်းမှုများကိုအကောင့်ထဲဖော်နိုင်မှသာတည်ငြိမ်မှုရှိပြီးငြိမ်းချမ်းသောအနာဂတ်ကိုအမှန်တကယ်ဖန်တီးနိုင်မည်ဖြစ်ပါသည်ကျုပ်တို့နိုင်ငံဟာပထဝီအနေအထားအရကမ္ဘာလူဦးရေရဲ့3 ပုံ 1 ပုံကျော်ရှိတဲ့တရုတ်နဲ့အိန္ဒိယကြားမှာတည်ရှိပြီးကမ္ဘာစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတွေကြားကစီးပွားရေးလမ်းကြောင်းပေါ်မှာရှိပါတယ်။ဒါတွေတင်မကပါဘူး။ကြီးမားတဲ့ရေအားလျှပ်စစ်ရင်းမြစ်တွေရှိတယ်။ပြီးတော့စိုက်ပျိုးရေးကိုစနစ်တကျပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင်တိုးတက်နိုင်တဲ့အလားအလာတွေအများကြီးရှိပါတယ်။ပြည်သူအတွက်စေတနာမှန်တဲ့အုပ်ချုပ်သူတွေပဲလိုနေတာပါ။ကျုပ်တို့ကစီးပွားရေးကိုအခြေခံပြီးပြုပြင်ပြောင်းလဲမယ်ဆိုရင်အဖားတို့ဘက်ကမင်းတို့ကလှုပ်တတ်တာမရှိဘူးလို့ပြောကြမယ်ဆိုတာသိပြီးသားပါဒါပေမဲ့စစ်ဗိုလ်ချုပ်တွေကနိုင်ငံတော်ဆိုတဲ့အမည်ကိုသုံးပြီးကိုကျိုးအတွက်ပဲလုပ်ခဲ့ကြလို့ဒီနိုင်ငံကဒီအခြေအနေရောက်လာခဲ့တာပါအဓိကနိုင်ငံရေးစနစ်နဲ့မဆိုင်ပါဘူးတကယ်အရေးကြီးတာကနိုင်ငံနဲ့ပြည်သူကိုတကယ်ချစ်သလားတာဝန်ယူခြင်းနဲ့စိတ်ရှိသလားဆိုတာပါတရုတ်ကိုကြည့်ပါဗီယက်နမ်ကိုကြည့်ပါပြည်သူအတွက်စေတနာမှန်တဲ့အုပ်ချုပ်သူတွေရှိရင်တိုင်းပြည်ကတိုးတက်နိုင်တယ်ဆိုတာသက်သေပါတော်လှန်ရေးပြီးသွားရင်အရေးတကြီးကင်တွယ်ရမယ့်အချက်လက်တွေထဲမှာနိုင်ငံတော်အဆင့်စီးပွားရေးစက်ကြံတွေကအရေးအကြီးဆုံးထဲမှာပါပါတယ်အချိန်မီမကင်တွယ်ရင်စီးပွားရေးအခွင့်အလမ်းတွေလက်လွတ်သွားနိုင်ပါတယ်
တာဝန်ယူမှုမရှိသောအာဏာရင်ကျေးမှုကြဆုံးလူမှုအဖွဲ့အစည်းများတွင်ခေါင်းဆောင်မှုသည်အရှင်သခင်စိတ်သက်ကြောင့်ပိုမိုလွဲချော်လာခဲ့ပါသည်ဤစိတ်သက်၏လက္ခဏာများမှာအာဏာကိုပြည်သူတာဝန်အဖြစ်မမြင်ဘဲကိုယ်ပိုင်ပစ္စည်းလိုအသုံးပြုခြင်းပြည်သူအကျိုးအတွက်ဝန်ဆောင်မှုလုပ်ခြင်းထက်အထက်ဖားအောက်ဖိလုပ်ခြင်းတာဝန်ယူမှုမရှိဘဲအာဏာကိုအသုံးချခြင်းပြည်သူအရင်းမြစ်များကိုကိုယ်ရေးကိုယ်တာသို့မဟုတ်အုပ်စုအကျိုးအတွက်အသုံးချခြင်းအမှားယွင်းများကိုဖုံးကွယ်ပြီးအပြစ်ကိုအောက်အဆင့်များထံလွှဲချခြင်းအဖွဲ့အစည်းများကိုပြည်သူအတွက်မဟုတ်ဘဲအာဏာရှင်များအတွက်ဝန်ဆောင်စေခြင်းဤကဲ့သို့ပျက်စီးနေသောယဉ်ကျေးမှုကြောင့်စနစ်တကျပြန့်နှံ့သည့်အကျင့်ပြတ်ခြစားမှုနှင့်ခရိုနီစနစ်တိုင်းရင်းသားနှင့်လူမှုရေးမညီမျှမှုများကြောင့်ပြည်သူယုံကြည်မှုပျက်စီးခြင်းကြောက်ရွံ့မှုအခြေပြုအုပ်ချုပ်ရေးကြောင့်တီထွင်ဖန်တီးမှုနှင့်ပြည်သူအသံများပိတ်ပင်ခံရခြင်းဆင်းရဲနွမ်းပါးမှုကြောင့်ပညာတတ်လူငယ်များနိုင်ငံပြင်ပသို့ထွက်ခွာခြင်းဝန်ဆောင်မှုပေါ်အခြေခံသောခေါင်းဆောင်မှုယဉ်ကျေးမှုကောင်းမွန်သောလူအဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာရန်အုပ်ချုပ်ရေးအတွင်းဝန်ထမ်းစိတ်ထားကိုအခြေခံရပါသည်ဤစိတ်ထားသည်အောက်ပါအချက်များပေါ်တည်ဆောက်ထားပါသည်အာဏာသည်ပြည်သူမှအနှင်းထားသောယုံကြည်မှုဖြစ်ပြီးခေါင်းဆောင်၏ကိုယ်ပိုင်ပစ္စည်းမဟုတ်ပါခေါင်းဆောင်များသည်အမိန့်ပေးရန်မဟုတ်ဘဲပြည်သူကိုဝန်ဆောင်မှုပေးရန်တာဝန်ရှိပါသည်အာဏာရှိပါကတာဝန်ယူမှုလည်းတိတိကျကျရှိရပါမည်ပြည်သူဗန္နာသည်ပြည်သူ၏ယုံကြည်မှုနှင့်တန်းတူပါသည်အမှားများကိုဝန်ခံကပွင့်လင်းမြင်သာစွာလှုပ်ဆောင်ရပါမည်အဖွဲ့အစည်းများသည်နိုင်ငံသားအလုံးကိုတန်းတူကာကွယ်ရပါမည်ဤစိတ်ထားကြောင့်အောက်ပါအကျိုးရလဒ်များဖြစ်ပေါ်လာနိုင်ပါသည်နိုင်ငံတော်နှင့်လူအဖွဲ့အစည်းကြားယုံကြည်မှုတည်ဆောက်နိုင်ခြင်းလူပုဂ္ဂိုလ်တဦးထက်အဖွဲ့အစည်းများပိုမိုခိုင်မာလာခြင်းတိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်ခွင့်ရသောလူမှုပေါင်းတည်ဆောက်နိုင်ခြင်းတည်တံ့ခိုင်မြဲပြီးမျှတသောစီးပွားရေးဖွံ့ဖြိုးမှုရရှိခြင်းဂုဏ်သိက္ခာနှင့်ငြိမ်းချမ်းမှုပါရှိသောနေ့စဉ်ဘဝကိုရရှိနိုင်ခြင်းအာဏာရှိရင်တာဝန်ယူရမည်ယာရုအဆင့်လူမျိုးစုအယူဝါဒမည်သည့်အရာမျှမခွဲခြားဘဲတာဝန်ယူမှုမရှိသောအာဏာမရှိရပါအဓိပ္ပာယ်မှာအာဏာအသုံးချရာတွင်တာဝန်နှင့်ကန့်သက်ချက်များကိုရှင်းလင်းစွာသတ်မှတ်ထားရမည်ဆုံးဖြတ်ချက်ချမှတ်မှုလုပ်ငန်းစဉ်များကိုပွင့်လင်းမြင်သာရမည်အလုပ်ရလဒ်များကိုတိုင်းတာနိုင်ရမည်စွမ်းဆောင်ရည်အကဲဖြတ်နိုင်ရမည်မအောင်မြင်ပါကအကျိုးဆက်များကိုတာဝန်ခံရမည်အောင်မြင်မှုအတွက်ဂုဏ်ယူမှုကိုမျှဝေပြီးအမှားများအတွက်တာဝန်ကိုကိုယ်တိုင်ယူရမည် နွေဦးတော်လှန်ရေးပြီးနောက်ဘသူတွေကအရင်ဆုံးချမ်းသာလာမလဲလို့မေးရင်အဖြေကတိတိကျကျရှိပါတယ်။အရင်ကတည်းကချမ်းသာပြီးသားလူတွေကစပြီးပိုမိုချမ်းသာလာမယ်။ဒါပေမဲ့အဲ့ဒီအစ်စ်မှာပဲရက်သွားမှာမဟုတ်ပါဘူး။စီးပွားရေးပတ်ဝန်းကျင်ကောင်းလာတာနဲ့အမျှလူလက်တန်းစားတွေနဲ့အခြေခံလူတန်းစားတွေကလည်းပွင့်လန်းလာတဲ့အခွင့်အရေးတွေကိုအသုံးချပြီးတိုးတက်လာပါမယ်။အရင်ကလုပ်ငန်းရှင်ငယ်များကိုလောင်ရိပ်မိစေခဲ့တဲ့ခရိုနီအခြေပြုစီးပွားရေးစနစ်ကိုအမြင့်ပြတ်ရှင်းလင်းပြီးမည်သူမဆိုကိုယ်ပိုင်စွမ်းအစစ조사မှုပေါ်မူတည်ပြီးအချိန်ကြာလာတာနဲ့အမျှလွတ်လပ်စွာကြီးထွားခွင့်ရလာမယ်လူအဖွဲ့အစည်းကိုတည်ဆောက်ရပါမယ်We need freedom from fear tomorrow. A sunrise where our hearts can finally breathe. Where we walk the streets with steady steps. No shadows chasing at our feet. We need freedom from fear tomorrow, to speak the truth that lives inside our souls. No whispers, no hiding, no trembling hands, just the courage to behold. We need freedom from fear tomorrow, to hold the
dreamer